ဒီလိုခောက်ချလိုက်အများကြီးတော့မဟုတ်နော်ဒီလောက်နောက်တစ်ခေါက်လာထက်လို့ရှိရင်မတွေ့လားနောက်တစ်ခေါက်လာထက်ရင်ဒီလိုထက်မှဆိုကိုခောက်လိုက်တဲ့ဥစ္စာနောက်တစ်ခေါက်ရဲ့ဒီဘက်အောက်ကိုရောက်နေပြီစီနော်အဲ့လိုမှမဟုတ်ဘူးဒီလောက်လေးခောက်မယ်ဆိုရင်ကိုပြန်ခောက်ရင်ဒါကပေါ်နေတတ်တယ်အဲ့ကြီးကြီးလေးခောက်တယ်ထိုးတာတော့အယုတ်ပါမိအောင်ထိုးကျင်လဲရတယ်ဒါပေမဲ့နောက်ပြီးလို့ရှိရင်တကြောင်နှောင်လို့ရှိရင်အောက်ကအလွှာမိလို့မရအောင်နော်ဒီအပေါ်လွှာမှာပဲခြေကိုတကြောင်နှောင်ပြရမယ်ခြေကျဲလိုက်ပြရမယ်အခုဒါဆိုနည်းနည်းလေးအောင်ခောက်ရအောင်ရှင်နည်းနည်းစတို့တရားလေတကြောင်အရင်တိထားတာကောင်းတယ်တကြောင်မတိဘူးဆိုနည်းနည်းလေးကွာရှင်နောက်တစ်ချက်ကိုဘလောက်အကွာဝေးလို့ရှင်တာလဲနော်အဲ့ဒါကိုကြည့်ပြီးတော့ရှိပြီဒီမှာတွေ့လားအောက်မှာပိုးနေတယ်ညီမအပေါ်ကိုတက်ရှင်တက်လို့ရတယ်နော်တက်ရှင်သေးလားတက်မယ်ဟမ်တက်မယ်ဟဲ့လားတက်မယ်ဆိုနည်းနည်းလေးပြန်လို့ရှက်တက်နေကြတယ်လမ်းကြောင်းဒါကရုံမနေတာဝေးတာလေညီမဝေးလို့ရှင်အဲ့လောက်ဝေးချင်မှာပဲဒီဟာကိုခောက်တဲ့ခါကျရင်ဒါတွေကတသားတစ်ဖြတ်မယ်နော်နည်းနည်းလေးရော့မြည်စီအပေါ်အောက်နှစ်လွှာကိုတစ်ထက်တည်းကြာအောင်ထပ်နည်းနည်းဒီမှာတွန့်နေတဲ့ဟာမျိုးတိုက်ရတယ်မျိုးမတိုက်ထားတော့နောက်ထပ်ထက်လိုက်တဲ့ဟာဒီလိုကွာလို့မရအောင်တွေ့လားညင်နေရသူ့ကိုအုပ်မိအောင်အဲ့ဒါတရားနည်းနည်းလေးကိုသေးချင်နေဆိုပို့အုပ်ပို့မအရုပ်ကိုပလက်လန့်ပြီးတော့နေလောက်နော်လို့ရချပြီးလေဖြုတ်ပြီးအေးစိတ်ထိုင်လို့
အခုဒီဘက်ကျတော့မှဘေးပိတ်မှာလေဒီလောက်ပဲရမယ်နော်ဒါဆိုရင်ဒီဘက်ကဒီတိုင်းပဲဖတ်ထားလိုက်လမ်းပေါ်နေလှမ်းနေအဲ့ဆိုရင်ဒီဟာတွေကိုအမတို့တကြောင်တည်မယ်ပိုတဲ့ဟာကိုညှက်ထုတ်ပြီးတော့နောက်ဘက်တစ်ဖက်ကကျတော့ဒီတိုင်းပဲပြန်အောင်မယ်နော်